အိမ်ငိုက်တဲ့ကျောင်းသားမောင်စော်ကအတန်းထဲမှာအိမ်ငိုက်တာနဲ့နာမည်ကြီးတဲ့ကျောင်းသားတစ်ယောက်ဆီယာမစာတင်နေချိန်တိုင်းသူ့မျက်လုံးကတဖြည်းဖြည်းပိတ်လာပြီးနောက်ဆုံးမှခေါင်းငိုက်သွားတတ်တယ်။တနေ့မှသမိုင်းဆရာကြီးကစာတင်နေတယ်။မြန်မာနိုင်ငံရဲ့ပထမဆုံးဘုရင်ကဘယ်သူလဲလို့ဆရာကြီးမေးလိုက်တယ်။အတန်းသားတွေအားလုံးတိတ်နေကြတယ်။မောင်စော်တော့အိတ်နေတော့ဆရာကြီးကမောင်စော်ကိုမြင်ပြီးမောင်စော်ထပါအောင်လို့အော်လိုက်တယ်။မောင်စော်လန့်နိုးပြီးဟုတ်ကဲ့မလုပ်တော့ပါဘူးလို့ပြောလိုက်တယ်။အတန်းသားတွေရီကုန်ကြတယ်။ဆရာကြီးကငါမင်းကိုဘာမလုပ်နေလို့ပြောလို့လဲလို့မိတယ်။မောင်စော်ကဆရာကြီးအိတ်မပျော်အောင်စကားပြောနေတာကြားလို့ဖြေလိုက်တယ်။ဆရာကြီးမျက်နှာဖြတ်သွားတယ်။နောက်တစ်နေ့မှာတော့ဆရာကြီးကမောင်စော်မအိတ်နိုင်အောင်အတန်းရှိမှထိုင်ခိုင်းလိုက်တယ်။ဒီနေ့တော့မင်းအိတ်ရင်မရဘူးလို့ပြောတယ်။မောင်စော်လဲဟုတ်ကဲ့လို့ပြောပြီးတက်ကြွတဲ့ပုံစံလုပ်နေတယ်။ဒါပေမဲ့ဆရာကြီးစာရေးနေချိန်မှာမောင်စော်ခေါင်းငိုက်လာပြန်တယ်။ဒီတခါတော့သူအိတ်မက်ပြီးရီးနေတယ်။ဆရာကြီးကမောင်စော်ဘာရီးနေတာလဲလို့မေးတယ်။မောင်စော်ကဆရာကြီးကိုအိတ်မက်ထဲမှာတွေ့လို့ပါလို့ဖြေတယ်။ငါဖာလို့နေလဲလို့ဆရာကြီးမိတော့ဆရာကြီးလည်းအိတ်နေတယ်လို့ပြောလိုက်တာနဲ့အတန်းတစ်ခန်းလုံးပွဲကျသွားတော့တယ်သင်ချတော်တဲ့မောင်ထုံးကသင်ချမကျွမ်းပေမဲ့အဖြေထွက်အောင်လှည့်ပြောတာမှာတော့ဆရာကြီးတနေ့သင်ချဆရာမကမိကွန်းတစ်ခုမေးတယ်မောင်ထုံးမင်းမငှက်9ကောင်ရှိတယ်2ကောင်ပြန်သွားရင်ဘယ်နှကောင်ကြံမလဲမောင်ထုံးကခဏစဉ်းစားပြီးတကောင်မှမကြံဘူးလို့ဖြေတယ်ဆရာမကဘာလို့လဲငါးတွေကနှစ်နှုတ်ရင်3ကြံတာပေါ့လို့ပြောတယ်မောင်ထုံးကဆရာမငှက်တွေကတနက်တန်ကြရင်အကုန်ပြန်သွားမှာပေါ့လို့ဖြေတယ်အတန်းသားတွေရဲကုန်ကြတယ်ဆရာမလည်းရဲချင်းပေမဲ့မျက်နှာတီးပြီးဒါသင်ချအဖြေမဟုတ်ဘူးလို့ပြောတယ်မောင်ထုံးကဒါပေမဲ့လက်တွေ့ကြတာလीဆရာမလို့ပြန်ပြောတယ်နောက်တစ်ခါဆရာမကထပ်မေးတယ်ထောင်ချက်ရှိပြီးမုံ300ကျပ်ဝယ်ရင်ဘယ်လောက်ကြံမလဲမောင်ထုံးကမကြံဘူးလို့ဖြေတယ်ဘာဖြစ်လို့လဲလို့ဆရာမမေးတော့မိမိကကြံတာအကုန်ပြန်တောင်းမှာမို့လို့ဖြေလိုက်တယ်အတန်းသားတွေထက်ရည်ကြပြန်တယ်စာမိုးပွဲနေ့ရောက်တော့ဆရာမကမောင်ထုံးကိုတီးချကြည့်နေတယ်မောင်ထုံးကအဖြေမသိလို့ခေါင်းကုန်နေတယ်ခဏကြာတော့သူလက်မြောက်ပြီးဆရာမဒီမေးခွန်းကခက်လွန်းတယ်လို့ပြောတယ်ဘလို့ခက်တာလဲလို့မေးတော့အဖြေရွေးစာ4ခုလုံးမှန်နေတယ်လို့ပဲလို့ပြောလိုက်တာနဲ့အတန်းထဲမှာရီးတန်းနေထပ်ပေါက်လာတော့တယ်စာမိုးပွဲညံကြီးရှင်မောင်ပူပူကစာမကျက်ပေမဲ့စာမိုးပွဲအောင်ဖို့နီလန်းအမျိုးမျိုးစဉ်းစားတတ်တဲ့သူ Final exam ရောက်တော့သူတညာလုံး game ဆော့ပြီးမနေ့ကမှစာအုပ်ဖွင့်ကြည့်တယ်။ဟိုမဖတ်ရသေးဘူးလို့လန့်သွားတယ်။ကျောင်းရောက်တော့သူ့တငယ်ချင်းမောင်နိုင်ကိုမေးတယ်။မင်းစာချက်ပြီးပြီလား။မောင်နိုင်ကအေးညတနာရီထိချက်ထားတယ်လို့ပြောတယ်။မောင်ပူပူကငါလည်းညတနာရီထိမအိပ်ဘူးလို့ပြောတယ်။စာချက်တာလားလို့မေးတော့ game ဆော့တာလို့ဖြေလိုက်တယ်။စာမိုးပွဲစတော့ဆရာမကခိုးမကြည့်ရလို့တတိပေးတယ်။မောင်ပူပူကဟုတ်ကဲ့လို့ခေါင်းညိတ်တယ်။9မိနစ်လောက်ကြာတော့သူ့ဘေးကတငယ်ချင်းစာရွက်ကိုကြည့်နေတယ်။ဆရာမကမြင်ပြီးမောင်ပူပူဘာလုပ်နေတာလဲလို့မေးတယ်။မောင်ပူပူကသူမှန်လားစစ်ကြည့်တာပါလို့ဖြေတယ်။အတန်းသားတွေရေကုန်ကြတယ်။နောက်ပိုင်းမှာဆရာမကသူ့ကိုနောက်ဆုံးခုံကိုပြောင်းထိုင်ခိုင်းလိုက်တယ်။ဒါပေမဲ့မောင်ပူပူမလျော့ဘူး။သူစာရွက်ပေါ်မှာကြီးကြီးမားမားရေးလိုက်တယ်။ဘေးကတငယ်ချင်းနည်းနည်းလှည့်ပြပါ။ဆရာမကမြင်သွားပြီးအပြင်ထွက်လို့ပြောလိုက်တယ်။မောင်ပူပူကစာရွက်ယူပြီးအပြင်ထွက်သွားတယ်။9မိနစ်ကြာတော့ပြန်ဝင်လာတယ်။ဆရာမကဘာလို့ပြန်ဝင်လာတာလဲလို့မေးတော့အပြင်မှာဘသူမှအဖြေမသိလို့ပါလို့ပြောလိုက်တာနဲ့အတန်းတစ်ခန်းလုံးရေတံပောက်ကွဲသွားတော့တယ်